Hello အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကြံပူပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့ထူးထူးရတော့ဘာမှပြောစရာစကားတော့မရှိပါဘူးခုဒီရောမှာကျွန်တော်ဒီနောက်ပိုင်းပေါ့နော်ကျွန်တော်ပဲမတွေ့တာလားဘာလားတော့ကျွန်တော်မသိပါဘူးနော်ဒီနောက်ပိုင်း Minecraft မြန်မာ Connect Player တွေတော်တော်များပျောက်ဆုံးနေပါတော့တကယ်ပါပျောက်ဆုံးနေတယ်သူတို့ပဲဗီဒီယိုမတင်တော့တာလားဒါမှမဟုတ်ပဲနားလို့လားဒါမှမဟုတ်ပဲအလုပ်ကိစ္စကြောက်တင်နေတာလားကျွန်တော်လည်းမသိပါနော်တကယ်ပါဘယ်လိုလုပ်တော့Minecraft မြန်မာ Content Player တွေပျောက်ဆုံးသွားတယ် What the fuck ကျွန်တော်အဲ့ဒါစဉ်းစားနေဥပမာကျွန်တော်လည်းအပါဝင်ပေါ့ဗျာဒါမဲ့ကျွန်တော်ဗီဒီယိုဆက်တင်လို့ရှိတယ်ဒါမဲ့ Minecraft Content တို့ကျွန်တော်တင်ထိမှမထင်ဘူးဘယ်လို Content မျိုးတင်ထိမှဆိုရင်ကျွန်တော် Mobile Legends ကိုဒါမှမဟုတ် Char Game တွေတင်ဆိုတော့ ဆော့တရားပေးမယ် Minecraft ကကျွန်တော်တင်ထိမှမထင်တော့ဘူးဗျပြီးတော့ကျွန်တော်ဒီတောသွဲတယောက်ရတဲ့ကိစ္စလဲထွေထူးပါရတော့မဟုတ်ပါကျွန်တော်ကြောက်ကိစ္စကြောက်ပဲပြောရမလားတော့မသိဘူးတကယ်ပါကျွန်တော်ကြောက်တင်နေလို့ကျွန်တော်လည်းဗီဒီယိုပိုင်းကိုတိတ်အာယုံမဆိုင်မိဘူးနော်ကျွန်တော်ခုတော့ပြန်လာပါပြီတကယ်ပါအဲ့လိုပဲပြောတော့ပြီးတော့လည်းကြောက်သွားအောင်ပါပဲဒါမှဒီခါတော့တကယ်ကျွန်တော်မကြောက်ကြိုးစားပါမယ်ပြီးဒီထက်ကောင်းတဲ့ quality လန်းလေးဗီဒီယိုလေးတော့ကျွန်တော်ထုတ်မှထင်ပါတယ်ဒီနေ့ဆောက်ကျွန်တော်လည်းအားပေးကြပါခင်ဗျာကျွန်တော်တော့ထွေထူးရတော့တိတ်ပြောစရာစကားတော့မရှိဘူးဒါမဲ့ကျွန်တော်တေချာပေါက်ပြောရတာကျွန်တော် Minecraft Content ကိုတိတ် Minecraft game လေးကျွန်တော်တိတ်တင်ထိမှမထင်ဘူးဗျကျွန်တော်တင်ရတယ်ကျွန်တော်မှာ idea လည်းမရှိဘူးဗျโอเคဗျာကျွန်တော်ဒီနေ့ဗီဒီယိုဒီလောက်ပါပဲကျွန်တော်လည်းထွေထူးတိတ်ပြောစရာစကားတော့မရှိဘူးစကားမရှိစကားရှာတယ်လို့ပြောရင်တော့မှတ်ယူလိုက်ပါဗျာကဲအားလည်းပဲကျမ်းမယူစားကြပါအားလည်းပဲပါပါပါခင်ဗျာနောက်ဗီဒီယိုမှာတွေ့ကြတာပေါ့